မြန်မာဖိုက်တာနှစ်ယောက်ကိုပွဲထုတ်လာပြန်တဲ့One Championship မင်္ဂလာပါဗျလူရင်းတူရှင်ကကြိုဆိုပါတယ်One Championship ကတော့ဒီတစ်ပတ်အောက်တိုဘာလ24ရက်တောက်ကြနေ့ည1 Friday Fight 1:30မှာမြန်မာဖိုက်တာနှစ်ယောက်ကိုပွဲထုတ်လာပြန်ပါတယ်One Championship ကပွဲထုတ်လာတဲ့မြန်မာဖိုက်တာနှစ်ယောက်ကတော့ဆွန်ရတ်နဲ့စလိုက်ထန်ခွိရှင်တို့ပါဆွန်ရတ်ကိုတော့ပလက်တက်တို့အလုံးကတီးထားပြီးသားဖြစ်လို့မပြောတော့ပါဘူးဒါပေမဲ့စလိုက်ထန်ခွိရှင်ရဲ့ပွဲကြောင်းလေးကိုတော့လူရင်းတူရှင်လေးပြောပြပေးခြင်းပါတယ်One Championship ကစလိုက်ထန်ခွိရှင်ကိုဆောက်ချမ်းနိုင်နဲ့ဘာဖြစ်လို့ပွဲတက်ပေးလိုက်တာလဲဆိုတာကိုဆွေးနွေးကြည့်ကြရအောင်ပါစလိုက်ထန်ခွိရှင်ကိုဆောင်းချမ်းနိုင်တဲ့ပွဲထုတ်လာတော့ပလက်တက်တွေကဒီပွဲကိုအရန်စိတ်ဝင်စားလာကြပါတယ်One Championship ကဒီလိုချပြလာတော့ကျွန်တော်ကိုယ်တိုင်လည်းတော်လေးကိုအားသင်ခဲ့ရပါတယ်ဆောင်းချမ်းနိုင်ဆိုတာ One Championship ရဲ့အတန်ဝေတန်းမှာချန်ပီယံကပတ်လူပွဲထိုးခွင့်ရဖို့အတွက်နှိစနေတဲ့ဖိုက်တာမျိုးကိုအခုမှ One Friday Fight မှာဖွင့်ပွဲထိုးရမယ်စလိုက်ထန်ခွေးရှင်နဲ့ဘာဖြစ်လို့ပွဲတက်ပေးလိုက်ရတာလဲဆိုတာကိုဆက်ပြီးပြောကြရအောင်ပါဒီနေရာမှာစလိုက်ထန်ခွေးရှင်ရဲ့နာမည်ကိုကျွန်တော်အနေနဲ့စလိုင်းလို့ပဲတုံသွားပါမယ်ဆော်ချွန်းနိုင်ဆိုတာ One Championship ရဲ့မြို့သားအတန်ဝေတန်းမှာတောက်ပဆုံးနဲ့ပလက်တက်တွေတိုင်းကအတန်ဝေတန်းမှာချန်ပီယံဖြစ်ဖို့လာရှိဆုံးလို့သတ်မှတ်ထားတဲ့ဖိုက်တာပါဒီအတန်ဝေတန်းမှာဆော့ချန်နိုင်ဟာတောက်လျှောက်ဆိုလို့စွမ်းဆောင်ရင်ကောင်းတွေချပြထားတယ်ကစားပုံရပလက်တက်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့ကစားဟန်ရှိတယ်တိုးပိုင်းဆိုင်ရာတို့ကောက်ကလည်းကောင်းတယ်တက်အားဖြင့်25နှစ်ရမြင့်အဖြစ်9ပေတလမှရှိတဲ့ဒီဖိုက်တာလေးကOne Championship မှာ10ပွဲထိုးထားတဲ့9ပွဲကိုနိုင်ထားပြီးတပွဲသာရှုံးနေထားပါတယ်ဒီလိုစားဆောင်ရင်တွေကြောင့်ဆော်ချွန်းနိုင်ဟာOne Championshipရဲ့စာချုပ်ကြီးရထားပြီးသားဖိုက်တာOne Championshipရဲ့တရားဝင်ဖိုက်တာလည်းဖြစ်ထားပါတယ်ဒီချိန်တွေမှာOne Championshipရဲ့CEOကြီးချက်ထွီကမြို့သားအတဝေတန်းတွေချန်ပီယံကပတ်တစ်ခုကိုဖန်တီးပေးလိုက်ပါတယ်ဆော်ချွန်းနိုင်ဟာချန်ပီယံလူပွဲထိုးခွင့်ရဖို့အတွက်ထိတ်တန့်နေပြီးသားဖိုက်တာလို့လည်းပြောလို့ရမယ်ထင်ပါတယ်ဒီဖိုက်တာလေးရဲ့ခါသီးဆုံးပြိုင်ဘက်ကတော့ဂျပန်ဖိုက်တာဖြစ်တဲ့နာဂါတာပါပြောရရင်အတန်ဝေတန်းရဲ့ချန်ပီယံလူပွဲဖန်တီးပေးဖို့အတွက်နာဂါတာဆိုတဲ့ဖိုက်တာလေးကိုOne Championship က RWS Promotion စီကနေပြီးတော့ခေါ်ယူလာတာပါနာဂါတာအတွက်ဇလန်တပုတ်ကိုOne Championship ကအတဝေတန်းရဲ့ချန်ပီယံကပတ်လူပွဲဖန်တီးပေးဖို့အတွက်လူပွဲဖြစ်လာဖို့အတွက်နာဂါတာကိုခေါ်ယူပြီးနာဂါတာအတွက်ဇလန်တပုတ်ကိုရေးပြီးမော်ရိုကိုဖိုက်တာနဲ့ပွဲတက်ပေးလိုက်တဲ့အဲ့ဒီပွဲမှာနာဂါတာနိုင်သွားပါတယ်ပြီးတော့ဆော်ချွန်းနယ်ကိုသူတေချာပေါက်နိုင်မယ်လို့ထင်ထားတဲ့သူနဲ့ပွဲတက်ပေးလိုက်ပါတယ်ဒီပွဲမှာဆောင်းချမ်းနိုင်ကမမျှော်လင့်ပွဲရှုံးပွဲကြုံလိုက်တော့One Championshipကချန်ပီယံလူပွဲဖန်တီးပေးခြင်းတဲ့ချက်ထူရဲ့စိတ်ကူးတွေကပြက်ပြက်ခဲ့ရပါတယ်ဆောင်းချမ်းနိုင်ကိုနိုင်ယူသွားတဲ့နာဆူရိန်နဲ့နာဂါတာကိုမတက်တာလို့One Championshipကချန်ပီယံလူပွဲဖန်တီးပေးလိုက်ရပါတယ်ဒီနေ့ထားမှာနာဆူရိန်ကိုချန်ပီယံလူပွဲဖန်တီးပေးလိုက်တာကနာဆူရိန်ကိုOne Championshipကသဘောကျလို့စင်တင်ပေးခြင်းလို့ဖြစ်လာတာမဟုတ်ပါဘူးအဲ့ဒီချန်ပီယံလူပွဲကိုနာဂါတာပဲနိုင်မယ်ဆိုတာကိုသိကြပါတယ်ဒီနေ့ထားမှာOne Championshipကဒီခါတီးတဲ့ပြိုင်ဘက်နှစ်ယောက်ကိုချန်ပီယံလူပွဲကိုမဖြစ်အောင်ပြန်လဲပွဲတက်ပေးမယ်ဆိုရင်ဆောင်းချွိုင်းနိုင်နေနဲ့နိုင်ပွဲတစ်ပွဲရဖို့တော့လိုအပ်နေပါပြီဒီချိန်တွေမှာကျွန်တော်တို့ရဲ့စလိုင်းကိုဆောင်းချွိုင်းနိုင်
ဆောင်ချမ်းနိုင်ရဲ့နိုင်ပွဲတစ်ပွဲရဖို့အတွက်ထိုးကျွေးချနိုင်လိုက်တယ်လို့ပါပဲကျွန်တော်ဒါကကျွန်တော်ရဲ့စိတ်ထဲကမြင်လာတဲ့အချက်လေးပါထိုးကျွေးတဲ့ပြောလို့ကျွန်တော်တို့ပရိသတ်တွေကကျွန်တော်တို့မြန်မာပရိသတ်တွေကငါတို့ဖိုက်တာလေးကိုထင်သေးပြီးပြောတာလားစိတ်အားငယ်အောင်ပြောနေတာလားဘာညာနဲ့လာလို့ကြပါအောင်မယ်အဲ့ဒီလိုမဟုတ်ပါဘူးကြိုတင်အဲ့ဒီလိုမဟုတ်ပါဘူးလို့ကြိုတင်ပြီးတော့တောင်းပန်ထားပါရစေဒီနေသားမှာတေချာလေးတွေးကြည့်ရင်ချင်းတွေကဒီတိုင်းပဲအဖြစ်ထွက်လာမှာပါဆောက်ချိုင်းနိုင်လို့စလိုင်းလို့မျက်နှာသက်ဖိုက်တာလေးကိုချန်ပီယံလေဗယ်ဆင့်ရှိတဲ့ဒီလိုဆောက်ချိုင်းနိုင်နဲ့ပွဲတက်ပေးလိုက်တာကထိုးကျွေးဒီလိုထိုးကျွေးမယ်ဆိုတာတိတာကြီးပါဥပမာအဖြစ်ပြောရရင်ဆောင်းချွန်းနိုင်ကို1ချန်ပီယံရှစ်ကခေါ်ယူပြီးတော့155မှာအခွင့်အရေးပေးတယ်ပွဲတွေပေးတယ်ထူခိုင်းတယ်တဖြည်းဖြည်းချင်းနဲ့ယုံကြည်မှုရလာအောင်လက်ရည်အဖြစ်လက်တည်ငြိမ်လာအောင်တဆင်ချင်းယုံကြည်မှုတိဆောက်ပေးပြီးတော့မွေးမြူထားတာပါပြီးတော့ဂျပန်ဖိုက်တာဖြစ်တဲ့နာဂါတာလည်းဒီတိုင်းပါပဲပွဲမကြဘူးတဆင်ချင်းနေထား level တစ်ခုချင်းစီကိုဖြည်းဖြည်းချင်းနဲ့ယုံကြည်မှုနဲ့စိတ်ဓာတ်ခိုင်မာလာအောင်ပုံမှုကြိုးစားလာအောင်တိဆောက်ပေးထားတာပါအဲ့ဒီချင်းတွေမှာကျွန်တော်တို့ရဲ့စလိုင်းကိုကြတော့ရော1ချန်ပီယံရှစ်ကဒီလိုခွင့်ရမျိုးပေးလို့မရဘူးလားဒီလိုတိဆောက်ပေးလို့မရဘူးလားဘာဖြစ်လို့ဒီလိုချန်ပီယံလေဗယ်ဆင့်ရှိတဲ့ဖိုက်တာမျိုးနဲ့မှချက်ချင်းကြီးပွဲတက်ပေးလိုက်ရတာလဲ1ချန်ပီယံရှစ်နေနဲ့ကျွန်တော်တို့မြန်မာဖိုက်တာတွေကိုထိုးပွဲတွေပေးနေတာကရောတကယ်စိတ်ရင်းစေတနာပြည့်မှန်ရလာတာဆိုတာကိုစိတ်ဝင်စားစရာပါအားလုံးကိုကျေးဇူးတင်ပါတယ်ဘာပဲဖြစ်ဖြစ်ညီလေးစလိုင်းနိုင်ပွဲရပြီးဂုံတူးထွက်နိုင်ပါစေလူရင်းတူရှင်ပါ